ကဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ဇီဝတောင်စံပြကြီးရွာကိုရောက်ရှိနေပါတယ်ဇီဝတောင်စံပြကြီးရွာမှာဆိုတော့ဘယ်နားမှာရှိနေဆိုတော့ရေးမျိုးနယ်ပေါ့နော်ရေးမျိုးနယ်မှာရှိနေပါတယ်အဓိကကတော့ဇီဝတောင်ကြီးရွာမှာဘာလုပ်တွေလုပ်ကြလဲဆိုတော့ကျွန်တော်အနေငယ်ပြောပြချင်ပါတယ်ဇီဝတောင်မှာခလိုက်ကြတော့သူတို့ကပင်လေကန်းဆက်နဲ့နီးနေတယ်ဆိုတော့လေသူတို့အဓိကကတော့တငါတယ်တွေပေါ့နော်ပင်လေထွက်ပိုက်လေးလောက်ကြတာပေါ့နော်အများစုကနောက်ပြီးရင်သူတို့ကအချားဖောင်ဆိုတဲ့သူမျိုးရှိသေးပါနော်သူတို့ဖောင်ကြီးတွေလောက်ပြီးတော့ညီပင်လေမှာသူတို့ငါထွက်ဖမ်းကြတာပေါ့နော်သူတို့ကအဲ့ဒါကတော့နှစ်နဲ့လာတာမသိဘူးเนาะကျွန်တော်လည်းသိချာသိမသိဘူးဒါမဲ့ဒီရွာမှာခလိုက်ကြတော့အဓိကကတော့ပင်လေအလုပ်လုပ်တာပေါ့နော်ဒါမဲ့ကျွန်တော်ကတော့ဒီကိုရောက်ခိုင်းမှာတော့ဒီဘလော့လေးနည်းနည်းလေးရိုက်ပြီးတော့ညီဒီဘူးတော့အကြောင်းကိုလည်းနည်းပြောပြချင်တာပေါ့နော်အဲ့ဒါကျွန်တော်လည်းသူလက်ကြည့်ကြတာပေါ့နော်ဒီအဓိကကတော့လေသူတို့ခလိုက်ကြတာကန်းဆက်နဲ့နီးတယ်ပင်လယ်နဲ့နီးခကြတာပိုက်လေအလောက်လောက်တာပေါ့နော်တငါတဲ့တွေများပါတယ်ဒါပေမဲ့ကျွန်တော်တို့ရေးမှာခလိုက်ကြတော့ငါးတွေပါတယ်ဆိုတော့လေဒီကနေပဲဖန်သွားပြီးတော့ရင်ဟိုမှာသွားရောင်းကြတာပေါ့အများစုကနော်နိုင်ငံခြားကိုလေပို့တယ်ဒီတရားအနာမှာဆိုတော့ကြည့်လိုက်ပါလားကျွန်တော်တို့ကြည့်လိုက်ပါဒီမှာလှေတွေကြီးပဲเนาะတဲ့ကျွန်တော်နဲ့သူတီရှေ့ကဆက်ကြည့်မှာပေါ့เนาะဘာလို့ရှိလဲဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့ဟိုဒါပေါ့ရွာမဝမရောက်ခင်မှာကျွန်တော်နဲ့သူလိုက်ကြည့်ကြမှာပေါ့เนาะဘာလို့ရှိလဲရှေ့ဆက်ပြီးကြည့်ကြရအောင်ကဲကျွန်တော်နဲ့သူကြည့်မယ်เนาะကျွန်တော်ကတော့ဒီဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးမှာပေါ့နော်အဲ့ဒီဆိုင်ကတော့ကုံမဆိုင်ပေါ့နော်ဒီဆိုင်ပေါ့နော်ကိုခင်မောင်ဝေးမဆဆန်ဝေးကုံမဆိုင်ပေါ့နော်ဒါကတော့သူတို့ခကြတော့လှေနဲ့ပတ်သက်တဲ့ဆက်ပစ္စည်းတွေပေါ့ရောင်းနေပါတယ်ဒီဆိုင်ကတော့ကျွန်တော်တို့ရဲ့အမနဲ့အကိုဆိုင်လေးပါတကယ်လို့ဇီဝတောင်ကိုရောက်လို့ရှိရင်မိတ်ဆွေတို့အားလုံးလှေနဲ့ပတ်သက်တဲ့ပစ္စည်းတွေအားလုံးဝယ်ယူလို့ရနိုင်ပါတယ်เนาะဒီနေရာမှာဈေးနှုန်းကလည်းချိုတာတက်တာဆိုတာနဲ့ရောင်းချပေးနေပါတယ်ဒီဆိုင်ကိုလည်းပစ္စည်းရှိသမျှအားလုံးကိုလည်းကျွန်တော်နဲ့သူဘာတွေရှိလဲဆိုတော့လက်ကြည့်ကြအောင်เนาะကျွန်တော်ကတော့ဒီမှာပိုက်တွေเนาะတူလီမူလီအမျိုးစုံရှိတယ်လေနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေအားလုံးကရှိပါတယ်เนาะခွာတို့เนาะစက်ကောင်းတို့ပေါ့เนาะအမော်လီကောင်းတို့နောက်ပြီးဘယ်လိုပြောမလဲဆိုတော့ဓမီတို့ပေါ့เนาะနောက်ပြီးလွှာတို့ဘာတို့အညာတို့အကုန်လုံးရှိတယ်ဒီမှာမရှိတဲ့ဟာမရှိဘူးတော့မီးတီးကစားပေါ့เนาะနောက်ပြီးတန်တွေတန်တူတန်စားအကုန်လုံးရှိပါတယ်เนาะဒီမှာကျွန်တော်ကတော့ဒီဆိုင်ကိုတော့ဘာဖြစ်လဲဆိုတော့မိတ်ဆက်ချင်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကတော့ဒီဆိုင်ကတော့ကိုအမဆိုင်မလို့ကျွန်တော်တို့မိတ်ဆွေတို့သိရအောင်ဆိုပြီးဒီမှာကျွန်တော်ကဒီဆိုင်ကိုမိတ်ဆက်ပေးတာပေါ့เนาะတကယ်လို့ဒီဘက်ချမ်းရောက်လာလို့ရှိရင်ဇီဝတောင်ကြီးရောက်ဘက်ချမ်းရောက်လို့ရှိရင်ဒီဆိုင်ကိုလာအပ်ပေးကြပါလို့เนาะဆိုင်လေးရောက်ပြီးတော့ရင်ဒီမှာကြော်ညာရိုက်ပြီးတာနဲ့ကျွန်တော်တို့အမကသမင်းခေါ်ကျွေးတော့ပေါ့เนาะသမင်းလေးလက်စုံစားတာပေါ့เนาะအမနဲ့တူအမကလည်းမောင်နှမတွေနဲ့မသွေးတာကြာပြီဆိုတော့လေသမင်းခေါ်ကျွေးတာအမလည်းလုံမအားတဲ့ကြားကပေါ့เนาะဟင်းသမင်းလေးချက်ပြီးတော့ရင်စားကြတာပေါ့เนาะကျွန်တော်တို့လေအာမနာစတဲ့မဲ့ပြောရမယ်ဆိုရင်စားကြတာပေါ့အမကလေဝစားဘာဖြစ်လဲဆိုတော့မောင်နှမဆုံလေးနဲ့စကားတွေပြောကြရင်းနဲ့ပေါ့เนาะနောက်ပြီးရင်ကျွန်တော်ကလေကျွန်တော်တို့ရဲ့ရိုးရပဲပြောရမလားပေါ့เนาะမွန်လူမျိုးတွေဆိုတော့လေဒီငပိတ်နဲ့တိုးစရာမရှိကိုမဖြစ်တာကျွန်တော်ကလည်းငပိတိုးစရာနဲ့လေအရန်စားပြီးတော့ရင်ဘိုက်တွေကပြေးပြီးတော့ရင်အကိုကလည်းစားတာပေါ့เนาะအမကလည်းစားတယ်ညီကလေးစားတယ်ပေါ့ညီမကလေးစားကြတာပေါ့เนาะပြောပါလေးပေါ့နောက်ပြီးအလောက်ကန်ကြောင်းလေးပြောကြတယ်နောက်ပြီးညီမောင်နှမရဲ့အကြောင်းတွေပေါ့เนาะအလောက်ရဲ့အကြောင်းလေးပြောကြတာပေါ့เนาะဘာဖြစ်လဲဆိုမိသားစုအကြောင်းလေးဆွေးနွေးတယ်သမင်းကလေးတပကံပြီးတပကံကောင်းတော့ပေါ့ဟိုမှာကြည့်လိုက်ပလားအိုးကလေး
ပြောလိုက်မဆိုရင်အိုးပြောင်းသွားပြီပေါ့နော်မိမကလည်းအပြုံးလေးနဲ့ပဲကျွန်တော်ကိုကျွေးတာပေါ့နော်ကျွန်တော်လည်းဘောဝါစားလိုက်တာပေါ့ဒီသမင်းဒီမျိုးလက်ဆောင်မစားရတာကြာပြီလေနော်ကိုလေးမစားရမှကြာလို့ကြည့်ပလားအိုးလိုက်ထည့်ပေးနေတာကျွန်တော်လည်းရှက်ရှက်နဲ့ပဲစားရတာပေါ့နော်ပြောပါလေးပေါ့နော်ဒီတို့မိတ်ဆွေတို့အားလုံးဒီဗီဒီယိုကိုကြည့်လို့ရှိရင်စိတ်ချမ်းသာမယ်လို့ကျွန်တော်ကထင်တာပေါ့နော်ဘာဖြစ်လဲဆိုတော့မောင်နှမဆိုတော့ဒီမျိုးစီစီယုံယုံနဲ့တိုင်တိုင်မင်မင်နဲ့သမင်းလက်ဆောင်စားရဖို့ဆိုတာကခက်ခဲပါတယ်တချို့ကကြတော့နိုင်ငံခြားမှာရှိတာလေးရှိနေဝေးနေကြဆိုတော့လေကျွန်တော်ကတော့အခုလိုပြောလည်းမဆိုကံကောင်းတာပေါ့နော်မောင်နှမနဲ့သူစားရတာဆိုတော့ကဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲเนาะဘာဖြစ်လဲဆိုတော့ကျွန်တော်ကတော့ဒီဗီဒီယိုကိုကြည့်ပြီးရင်မိတ်ဆွေတွေအားလုံးစိတ်ချမ်းသာမယ်လို့ထင်ပါတယ်ဗီဒီယိုကိုနောက်ထပ်ဗီဒီယိုကိုဆက်တင်ပေးအောင်မယ်เนาะ